ဒီသတင်းလေးကတော့ထိုင်းနိုင်ငံမှာကုတလောနာမည်ကြီးတဲ့သတင်းလူတွန်းသားတဲ့သတင်းလေးပေါ့ဒီမှာရောင်းဝင်တဲ့တုံးနဲ့ဆိုလူဆွပြက်နဲ့လာပြီးတော့ကားလာဝယ်တဲ့လူပေါ်ဆက်ဆံမှုတွေကြည့်ပြီးတော့နည်းနည်းဝေဘာဝင်တက်နေတဲ့သတင်းယူဆဝင်စားမှုများနေတဲ့သတင်းလေးပေါ့ထိုင်းနိုင်ငံမှာဒီသတင်းလေးကိုကျွန်တော်တို့ကြည့်ရအောင်သူကလည်းရောက်လာတဲ့ပုံစံကြည့်ရနော်ကားဝယ်နိုင်မယ့်ပုံစံတော့သူ့အနေထားအနေနဲ့တခုမှရှိမနေมาจากต่างประเทศอ่ะบูไนนี่มีพาสปอร์ตพาสปอร์ตด้วยဒါပေမဲ့သူကဘန်ကတ်တွေလည်းပြတယ်ပြင်ပတ်စပို့ဗီဇာတွေလည်းပြတယ်အင်တူလာတဲ့နိုင်ငံကလည်းဘရူနိုင်းဆိုတော့သူကပြောလိုက်တယ်วีซ่าด้วยวีซ่าปีไหนอ่ะသူ့ပုံစံနဲ့တော်နဲ့မြင်လို့ချင်းဘုံရောတချင်းချင်းမှမဟုတ်သူရုပ်ကိုကြည့်ပေါ့ရောင်းဝန်နေအနေနဲ့ရတယ်ဒီလိုကိစ္စမျိုးဆိုရင်ပပနနဲ့လောအောင်ပါဒါပေမဲ့သူတို့ကဈေးဝယ်လာတဲ့ customer ကိုသူကအပေါ်စီကနေဆက်ဆက်နေတဲ့ပုံစံမျိုးနဲ့မသိလို့ရှိရင်ပဲတယောက်ကပတ်စံမရှိဝယ်လို့မရဘူးတဲ့ဟိုဘယ်လိုမျိုးပတ်စံမရှိလို့မဝယ်နိုင်မဲနဲ့ဗျာဟိုဘယ်လိုမျိုးတစ်ချိန်ကျငါဒီကဝယ်နိုင်မယ်ဆိုရလူတွေတွားပြီးတော့ကောက်အပြင်ဘက်ကနေပြီးဟိုဘယ်လိုကောက်အနီးကကြည့်ဖို့ကျင်လို့တွားပြီးကြည့်လို့ရှိရင်တော့ကြည့်လို့မရမယ်အနေထားမျိုးရှိတဲ့စာရင်းကိုခေါ်အောင်ဒီစာရုပ်ကไม่มีชื่อเสียงหรอกဘာလို့လဲဆိုတော့ဝင်းလာနေနဲ့ဆိုဆုပ်ပြတ်ဆိုတော့မင်းကားဝယ်နိုင်လားကားဝယ်နိုင်တဲ့အင်အားရှိလားကားဝယ်နိုင်တဲ့ငွေရှိလားอันนี้หมดเดียวแล้วစစ်အဲ့လိုမျိုးသူကခေါ်ပြီးတော့အရင်ကစစ်ဆေးပြီးလားဟာတာပဲเอาไปก็มาไม่โมงอ่ะมาไม่โมงจะไหนมาเพื่อจะคือคุณซื้อไปอันนี้คือรูดมาส่วนคือไม่มีเงินทอนให้นะဒါအပေါ့မှာစစ်ပြီးသွားတယ်ဆိုတော့ဒါနောက်တဲ့သူ့တဲ့ကြီးလေးတော့ခေါ်တာပေါ့ခေါ်ရတဲ့ခါထပ်ပြီးတော့မေးခိုင်းအောင်ပါบัตรเงินในบัตรเหรอเท่าไหร่เงินเท่าไหร่50 ล้านมี300 ล้าน100 ล้านไม่ดีเลยပတ်စံဘယ်လောက်ရှိလဲမေးလိုက်သေး100 ล้านเอาลงသူကလည်းတင်း100ရှိရဲ့တဲ့เดโมရယူမယ်ဆိုတော့ new to bus အစင်းရောက်ကောက်သူယူမယ်ရဲ့เงินมีในบัตรมีใช่ไหมช่วยคุณเลยที่สั่งของคุณเลยต่างชาติเหรอเอาลัมโบกินี่สีเขียวရောင်းဝန်အနေနဲ့ဟိုဆက်ဆံလာပြီးတော့လည်းလူပဲလို့ကျွန်တော်ယူစားတယ်ธนาคารไปแล้วก็ไปดูว่ามันมีจริงไหมဝန်နိုင်ဖြစ်စေမဝန်နိုင်ဖြစ်စေဟိုကရောင်းဝန်နဲ့လာတဲ့လူက customer ဖြစ်တယ်တော်တော် customer ဝန်နိုင်တိလို့စိတ်ရှိလက်ရှိနဲ့ရောင်းပေးရမှာดอลลาร์มั้ยเนี่ยပြီးလို့ရှိရင်တေချာ customer ဆက်ဆံပြောဆိုရမှာဒါကိုယ့်ရဲ့အလုပ်ဒါဆိုင်ရဲ့ဒါတာဝန်ပဲเนาะဝယ်လူမှာတာဝန်ရှိလို့ရောင်းတဲ့လူမှာလည်းတာဝန်ရှိတယ်ชื่อเล่นชื่ออะไรชื่อเล่นชื่อดีครับดีอ่ะสมาร์ทลัมโบกินี่59หมดแล้วดิหมดยังหมดแล้วแต่59ကုန်မေးရနာမည်ပဲစားပြไม่ใช่ถ้าไปเสียเวลามั่วโดนเลยนะผมเล่นเลยนะวงจับอะไปธนาคารไหม အချိန်ဖြုံးလို့မရဘူးတဲ့ผมก็ทืบไปนะพูดตรงนะသူ့ရဲ့ဘန်ကကတက်တန်းကုန်တယ်တော့ဘန်ကိုသွားမနေผมไม่ตลกนะကြီးစရာမဟုတ်နော်ใช่มันไม่โชว์รูมพวกวีโก้อะไรนะไข่นี่ไงใช่เอาดีมันเป็นเงินของดอลลาร์สิผมก็ไม่เข้าใจเหมือนพอดีอยากแล้วมารถอะไรฮะมารถอะไรมาเอารถพี่ဘာကားနဲ့လာလဲသူ့လိုတော့ဘာကားနဲ့လာလဲတော့သူဘာကားနဲ့စပလင်းနဲ့ပဲလာတာပေါ့กับแท็กซี่ครับมาดูรถมาซื้อรถโดยตรงเลยเหรอใช่เดี๋ยวให้น้องพาไปดูไม่มีโดนเลยนะมั่นใจไหมเนี่ยไม่มีกับผมกระทืบไปนะมันไม่ใช่อยู่ในนี้ผมดูแลที่นี่อยู่นายก็สั่งให้ผมดูแลนี่อยู่จะมาตลกไม่ได้นะใช่เข้าใจไหมเนี่ยသူပြောချင်တာဒီနေရာကိုသတိထားပေါ့ဒီနေရာရည်စရာများကြီးစရာလို့ရမယ့်နေရာအောက်လာကြီးပေါ့ไปธนาคารเปล่าတန်သွားမလားတဲ့ฟังมันเนี่ยได้ยินไหมเนี่ยให้น้องพาไปถ้ามีไม่ถึง100 ล้านถ้ามีบัตรหมดอายุในโดนเลยนะไปถึงธนาคารเลยนะมันบัตรที่ทำไหนทำเมื่อไหร่เนี่ยนายผมดูอยู่เนี่ย
ทำไม่กี่เดือนเองผมเจ้าชาย သူကမင်းသားတဲ့ เอ้ยอย่ารู้อย่าปั่นดิเอาชัวร์เนี่ย จริงพี่ ผมไม่ตลกนะไม่เวลามันตลกนะ ကာကြီးကြမဟုတ်တဲ့ เจ้าชายอะไรเริ่มรู้นะนี่มันศูนย์ชุบซุปเปอร์คาร์เนี่ยดูเนี่ยเห็นไหมเนี่ย ပြောတယ်ဗာမင်းသားလေပေါ့ဒူဘိုင်းကမင်းသားဗာမင်းသားလေဒူဘိုင်းကဗာမင်းသားလေပေါ့ခရင်မြတ်မင်းသားလေပေါ့ บูไนเลอะเทอะแล้วดูลงเลอะเทอะแล้วเล็ก ဘရူနိုင်းကမင်းသားလေ ไปดูบัตรปะล่ะถ้าไม่มีผมจัดการเลยนะ အခုလိုမျိုးပေါ့နော်ကားဆိုးဝင်တဲ့နေရာကိုဒီ PDP ဆုံးနဲ့လာတဲ့အချိန်မှာကပောက်ဝမှာနေပြီးတော့အကုန်လုံးစစ်တာပေါ့ပြောချင်တာတကယ်လို့ကိုကပြောချင်တာဧည့်သည်ကြောက်လာလို့ရှင်ကိုကတေးချာချာမေးပြူပြီးတော့လိန်မာပါနဲ့ဆိုတာမေးဖို့ပြောတာနော်လိန်မာပါနဲ့ဆိုတာတေးသွားမျိုးဟဲ့မင်းမဝင်နိုင်လို့လားမင်းမထောက်ရရှိတော့မင်းမဘန်ကတ်ရှိလို့လားမင်းကဘယ်ရတယ်ဘယ်နိုင်ငံမင်းပုံစံကြည့်အောင်ငါမသိအောင်ရအောင်သွားရင်းနဲ့ခေါ်စစ်မယ်မို့ပါဒီလိုပြောလို့မရဘူးအထဲကိုဝင်သွားမယ်အထဲကိုကစတမာပေါ့လာလို့ပဲဘာလို့ရှိပါလဲဗျာကားဝဲချင်ဟုတ်ပြီကားဝဲချင်ဟုတ်ပြီခေါ်လိုက်ပေါ်ပြင်ဘေးကအယောင်းဝန်တွေပါရင်မျက်စပ်ပြပြလိုက်လေငါပြောတာ तू ဘာလုပ်မလဲအကြမ်းဖက်မလားဘာလုပ်မလဲဘာလုပ်နိုင်ကြီးချိတယ်ဒီတယောက်အနေနဲ့ကြည့်လိုက် พิซซ่า ကြည့်ပါခေါ်လိုက်ခေါ်ပြန်တေချာလေးမှာပါနဲ့ဆိုတော့ကိုကပြောပြဟုတ်ကဲ့အခုဘာလုပ်ချင်လဲကိုကားဝဲမှာလား ซื้อสดเลยอ่ะ ကားဝဲမှာဆိုလို့ရှိရင်ဘယ်လိုကားမျိုးစောက်လို့ချင်တယ်ငွေဘယ်တော့သုံးနိုင်လဲအဲ့ဒီငွေဘာနဲ့ရှင်းပါလဲကတ်နဲ့ရှင်းမှာဟုတ်ပြီဒီကက်ရောက်လာကတ်ထဲမှာငွေရှိမရှိဘာမှစစ်မယ် พิซซ่า ပင်ငွေတူလာငွေစစ်လာတော့စစ်မယ်ဒါကကိုဘာကြောင့်ဘာကြောင့်မှကိုယ့်ရဲ့နိုင်ငံမှာဖြစ်တဲ့ကိုယ့်ရဲ့ဘာမှာကောင်းကိုတိုးတိတ်လုပ်ရစစ်ပြီဟုတ်တယ်မလားဒီကိစ္စကလုံးလူရပါတယ် ก็จะเปลี่ยนนะมั้ง ရေးကြီးတာ ชื่ออะไรในบัตรอ่ะ တစ်ဖက်လူက customer ဖြစ်တဲ့လူကအမှန်ကန်လာဝယ်လို့ရှိရင်ဒီလိုကိုကပြုဆက်ဆံလိုက်ခဲ့ပဲကိုယ့်ရဲ့ဆိုင်ကုန်တိတ်ကအများကြီးကျဆင်းရောင်းအားတွေအများကြီးထိုးကြအောင်ပါ ปีนู้นลูกของกูไม่มีเงินพอไหม ဟုတ်လား ก็จะเปลี่ยนนะมั้งโอ้ တကယ်လို့မှ तू ကကလင်တချင်းနဲ့လာပြီးတော့ဝယ်တာလာပြီးတော့အချိန်ဖြုံးတာဆိုလို့ရှိရင်လည်းသူ့အချိန်ဖြုံးတဲ့အမှုရောင်းတဲ့နေရာကိုလာပြီးတော့ခါသားလာလုပ်တဲ့အမှုတွေနဲ့သူ့ရဲတိုင်ပြီးတော့တန်ကြီးနေတော်၎င်း ไม่มีเงินพอ တေးသားမို့ရှင်အချုပ်တော်၎င်းဒါမျိုးတွေချလိုက်ရတယ် เงินในบัตรเหรอ ဟုတ်တယ်မလား เท่าไหร่เงินเนาะ ရောင်းတဲ့အနေနဲ့ဒါမျိုးမလုပ်သင့်ဘူးလို့ကျွန်တော်ပြောစပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ วาลาไม่ดีอ่ะ